တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီစီစဉ်ကတော့နေ့စဉ်ဖြစ်ပျက်နေတဲ့နိုင်ငံတကာသတင်းနဲ့ပြည်တွင်းသတင်းများကိုတော်လန်ပြည်သူများသိရှိနားဆင်ရအောင်တင်ဆက်ပေးမယ့်စီစဉ်လေးပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းကျွန်းလာမြို့နယ်တဖန်းစိတ်ဆဲအတွင်းရှိရွှေတူးနေတဲ့ဖောင်များကိုစစ်တပ်ကတိုက်လေဖြစ်ပစ်ခတ်ပုံကျဲမှုတေဆုံးသူအရေးအတွက်များပြားကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်မတ်လ15ရက်နေ့ညနေ3:30မိနစ်အချိန်ခန့်တွင်အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျွန်းလာမြို့နယ်တဖန်းစိတ်ဆဲကောလင်းနယ်ဘက်အချမ်းရှိရွှေမျောဖောင်များကိုလေရင်များဖြင့်ပုံကျဲခြင်းလေရင်ပေါ်မှဆက်တပ်နက်များဖြင့်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီးအဆိုပါပစ်ခတ်မှုကြောင့်ရွှေမျောဖောင်များမီးလောင်ကျွမ်းခဲ့ပြီးအလုသမားအများပြားသေဆုံးခဲ့ကြောင်းဒဏ်ရာရရှိသူလည်းများပြားပြီးသေဆုံးသူအရေအတွက်များရှိသည်ကိုမသိရသေးကြောင်းသိရပါဗျ။ရွှေမော်လုပ်ငန်းခွင်တွင်လူစီကားနေတဲ့ချိန်ဖြစ်တာကြောင့်အပြစ်မဲ့ပြည်သူအမြောက်များသေဆုံးခဲ့ရပြီးသေဆုံးသူများရဲ့ရုပ်အလောင်းများကိုသုံးပိတ်ဆိုင်ကများဖြင့်အစီအတင်ဆောင်ခဲ့ရကြောင်းရေထဲသို့ကျသွားသူများလည်းရှိနေသည့်အတွက်လက်ရှိအချိန်ထိအလောင်း3လောင်းသာဆယ်ယူရရှိသေးကြောင်းထပ်မံသိရပါဗျ။အဆိုပါကျွန်းလာမြို့နယ်တဖက်စိတ်ဆဲအတွင်းရှိရေဖောင်များမှာပြီးခဲ့တဲ့ဇန်နဝါရီလ14ရက်နေ့ကလည်းစစ်တပ်ရဲ့လေကြောင်းမှအပြင်းထန်တိုက်ခိုက်ခံရမှုကြောင့်ကိုထပ်မံသိရပါရရှင်။အာရကန်တပ်တော်AAထိန်းချုပ်ထားတဲ့ရခိုင်ပြည်မြို့ရာဒေသများတွင်စေဝါကိုကတ်သက်ကုန်ပစ္စည်းအဖြစ်သတ်မှတ်ထားပြီးရောင်းချခွင့်လိုင်စင်ရှိမှသာစေဝါတည်ယူတင်သွင်းရောင်းချခွင့်ပြုမယ်လို့အာရကန်တပ်တော်ရဲ့အစားအသောက်နဲ့စေဝါကြီးကြပ်ရေးဌာနမှသတင်းထုတ်ပြန်လာပါတယ်။စေဝါများကိုအိမ်သုံးဆေးအခြေခံဆေးဗရဆေးတိုင်ရင်ဆေးအထူးဆေးစသဖြင့်အမျိုးအစားများခွဲထားပြီးအမျိုးအစားလိုက်လိုင်စင်ပြုလို့ရမည်ဖြစ်ခါစေရောင်းချခွင့်လိုင်စင်ပြုလို့ရရင်လိုင်စင်ကြီးအနေနဲ့စေအမျိုးအစားအလိုက်အသီးသီးသတ်မှတ်ထားပြီး3လစာကြိုတင်ပေးဆောင်ရမည်ဖြစ်ပြီးလိုင်စင်ကြီးမှာအနည်းဆုံးကျပ်3500မှကျပ်1000ခွဲထိရှိကြောင်းသိရပါတယ်။စေဝါများကိုအမျိုးအစားခွဲထားခြင်းပြင်စေဝါရောင်းချခွင့်လိုင်စင်လျှောက်ထားသူများကိုလည်းအမျိုးအစားခွဲထားပြီးအိမ်သုံးစေဝါနဲ့တိုင်းရင်စေဝါများကိုပြည်သူမဆိုရောင်းချခွင့်ရှိတော်လဲအခြေခံစေဝါကိုမအနှိမ့်ဆုံးတက္ကသိုလ်တစ်ခုခုမှဘွဲရရှိထားသူများမှသာရောင်းချခွင့်ပြုမယ်လို့လည်းသိရပါဗျ။ထိုးဆေးနဲ့တခြားဆေးရုံသုံးဆေးဝါးတချို့ကိုလည်းသူနာပြုအဆင့်ရှိသူများသာရောင်းချခွင့်ပြုမည်ဖြစ်ပြီးအထူးဆေးကိုမူဆရာဝန်အဆင့်ရှိမှသာရောင်းချခွင့်ရမှာဖြစ်ပါတယ်။လက်ရှိတွင်ဆေးဝါးကိုကတ်သက်ကုန်ဖြစ်သတ်မှတ်ထားပြီးဖြစ်တဲ့အတွက်ကုန်စီလမ်းကြောင်းများတွင်လိုင်စင်မပါဘဲစေဝါများတင်ဆောင်လာပါကစစ်ဆေးရေးဂိတ်များမှာတင်ယူကြတယ်လို့လည်းသိရပါဗျ။လက်ရှိမှာပြည်မမြို့များနဲ့တော်လိုင်းများကနေကုန်သွယ်နေရပြီးအိန္ဒိယဘက်ကကုန်စီတချို့ဝင်ရောက်မှုကြောင့်ရခိုင်ပြည်အတွင်းကုန်ပစ္စည်းများလုံးဝပြတ်တောက်သွားခြင်းမရှိတော့လေကုန်ပစ္စည်းများတည်ယူရခက်ခဲမှုကြောင့်ဈေးနှုန်းကြီးမားတဲ့ဓာတ်ကိုတော့ခန်းစားနေရဆဲဖြစ်တယ်လို့ထပ်မံသိရပါဗျရှင်။မကွေးတိုင်းထီလင်းမြို့နယ်တိုက်ပွဲတွင်သေဆုံးခဲ့တဲ့တပ်မ89ချိန်မြန်တပ်မဌာနချုပ်မှဒုတိယတပ်မမှုဗိုလ်မှူးကြီးဝင်းမောင်မောင်ကိုဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီးစစ်အခမ်းအနားဖြင့်တကြိုခဲ့ကြောင်းသတင်းတွေထပ်ပေါ်လာပါတယ်။ပြီးခဲ့တဲ့မတ်လ12ရက်နေ့တွင်ဗိုလ်မှူးကြီးဝင်းမောင်မောင်ဦးဆောင်တဲ့တပ်မ89စစ်ကြောင်းများကပခုတ်ကူပေါက်ထီလင်းလမ်းပိုင်းမှတဆင့်ချင်းပြည်နယ်အတွင်းသို့ခြိတက်စစ်ကြောင်းထုတ်ရန်ကြိုးပမ်းနေစဉ်ထီလင်းမြို့နယ်ဆက်၌တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရဲ့ကြားဖြတ်တိုက်ခိုက်မှုအတွင်းဒုတပ်မမှုဗိုလ်မှူးကြီးဝင်းမောင်မောင်သေဆုံးခဲ့တာဖြစ်ပါတယ်။ဗိုလ်မှူးကြီးဝင်းမောင်မောင်မှာတပ်မ89ရဲ့ဒုတပ်မမှုဖြစ်ပြီး၎င်းသေဆုံးမှုမှာစစ်မြေပြင်တွင်အထိနာနေတဲ့တပ်မ89အတွက်ဒုတိယမြောက်စစ်မြေအရာရှိကြီးကိုဆုံးရှုံးရမှုလည်းဖြစ်ကြောင်းရခင်ကတပ်မမှုဖြစ်ခဲ့သူဗိုလ်မှူးချုပ်အောင်သက်ဦးသည်လည်း2025ခုနှစ်ဧပြီလ10ရက်နေ့ကအင်းတော်မြို့နယ်တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့စစ်တုံးပန်းဖြစ်ဖမ်းဆီးခြင်းခံခဲ့ရမှုကြောင့်သိရပါဗျ။ဒါ့အပြင်သေဆုံးသူဗိုလ်မှူးချုပ်ဝင်းမောင်မောင်မှာကွယ်လွန်ချိန်တွင်အသက်45နှစ်ရှိပြီဖြစ်ပြီးဇနီးနဲ့သားသမီးများကျန်ရစ်ခဲ့ကြောင်းထပ်မံသိရပါရရှင်။ရှမ်းပြည်မြောက်ပိုင်းတွင်ကိုကန့်တက် MNDAA ကတအောင်းတက် TNL စခန်းများကိုစတင်တိုက်ခိုက်လာရာနတ်ဖက်ကနဲ့နတ်ခမ်းကြားရှိ12မိုင်ကုန်းကိုဒရုန်းများဖြင့်တိုက်ခိုက်နေကြောင်းသိရပါရ။မတ်လ15ရက်နေ့ညနေပိုင်းတွင်ကုတ်ခိုင်မြို့ကို MNDAA ကထိန်းချုပ်လိုက်ပြီးနောက်ယခုအခါ TNL ထိန်းချုပ်ထားတဲ့နတ်ခမ်းမြို့ဘက်အထိစစ်မီးပြန့်ကျက်လာနေခြင်းဖြစ်ပါတယ်။ကုတ်ခိုင်မြို့ရင်းည9နာရီဝန်းကျင်အထိ TNL တပ် area နဲ့တပ်အနောက်ဘက်သို့ဒရုန်းပုံများပစ်ချတိုက်ခိုက်မှုများရှိခဲ့တော့လေရက်ကွက်နေပြည်သူများအားထိခိုက်မှုမရှိကြောင်းသိရပါဗျ။ဒါ့အပြင် TNL ရဲ့ကုတ်ခိုင်ကုတ်ကဲရေးဌာနချုပ်ကို MNDAA ကသိမ်းယူနိုင်ခဲ့သဖြင့် TNL တပ်ဖွဲ့ဝင်များသည်ဂါလိုင်ဘက်သို့ဆုတ်ခွာသွားကြတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။အဆိုပါတိုက်ပွဲများကြောင့်လာရှိုးမြို့သို့ခရီးသည်တင်ရင်ပြည့်စွဲမှုများရပ်တန့်နေတော့လေတရုတ်ကုန်တင်တွဲကားကြီးတွေကတော့တီဘော9မိုင်လမ်းခွဲမှတဆင့်ပုံမှန်အတိုင်းသွားလာနေစေဖြစ်ကြောင်းထပ်မံသိရပါဗျ။ TNL ဘက်ကမှယမန်နေ့အထိ MNDAA ရဲ့တိုက်ခိုက်မှုများပေါ်ပြန်လည်တုံ့ပြန်တိုက်ခိုက်ရအမိန့်မပေးသေးပဲစိတ်ဆက်ညှိနှိုင်းမှုများဖြင့်သာဖြည့်ရှင်းသွားမယ်လို့လည်းပြောကြားထားပါတယ်ရှင်။
မင်းအောင်လှိုင်စီမံထားတဲ့အတိုင်းအကြမ်းဖက်လွှတ်တော်ဥက္ကဋ္ဌဖြစ်ခင်ရီဖြစ်လာပြီးမောင်မောင်အုံးကလွှတ်တော်ဒုတိယဥက္ကဋ္ဌဖြစ်လာကြောင်းလွှတ်တော်ကကြေညာလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကစစ်ဦးစီးချုပ်ရာထူးမှအနားယူကသမရအဖြစ်လှုပ်ဆောင်ပြီးဖြစ်ပြီးလာမယ့်ရက်ပိုင်းတွင်စစ်တပ်လွှတ်တော်ကိုယ်စားလှယ်အုပ်စုကရွေးချယ်မဲ့ဒုတိယသမရဖြစ်လာရင်ရှိနေကြောင်းသတင်းများထွက်ပေါ်လျက်ရှိနေပါတယ်။လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့ဦးခင်ရီကသမရအသစ်ရွေးချယ်တင်မြှောက်မှုဥပဒေများအတည်ပြုပြဋ္ဌာန်းမှုဘတ်ဂျက်အတည်ပြုမှုနဲ့အရေးပါတဲ့နိုင်ငံတော်ရာထူးခန့်အပ်မှုများကိုကြီးကြပ်ကွပ်ကဲရမည်ဖြစ်ပြီးကြံ့ဖို့ပါတီရဲ့လက်ရှိဥက္ကဋ္ဌဖြစ်သူဦးခင်ရီမှာမင်းအောင်လှိုင်ရဲ့စိတ်ခိုင်းချက်ဖြင့်ကြံ့ဖို့ပါတီသို့တွားရောက်ခဲ့သူလည်းဖြစ်ပါတယ်။ဦးခင်ရီဟာဦးသိန်းစိန်အစိုးရလက်ထက်တွင်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြင့်2011ခုနှစ်မှ2015ခုနှစ်အထိ၎င်း2021ခုနှစ်စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်လဝကဝန်ကြီးဖြင့်မင်းအောင်လှိုင်ကခန့်အပ်ခဲ့သလိုကြံ့ခိုင်ရေးပါတီရဲ့ဥက္ကဋ္ဌဖြစ်ပါတီဥက္ကဋ္ဌဟာဦးတန်းထေးကိုဖြုတ်ချကပါတီဥက္ကဋ္ဌဖြစ်အတင်းကျပ်ရယူခဲ့သူလည်းဖြစ်ပါတယ်။ဦးခင်ရီဟာစစ်အာဏာရှင်ဦးတန်းရွှေလက်ထက်တွင်ဗိုလ်မှူးချုပ်အဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ပြီးရဲချုပ်ရာထူးတာဝန်ကိုထမ်းဆောင်ခဲ့သူလည်းဖြစ်သလို2025ခုနှစ်ရွေးကောက်ပွဲတွင်ဦးခင်ရီကဇေယျသီရိမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြံ့ဖို့ပါတီကိုစားပြုဝင်ရောက်ရှင်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။တနင်္သာရီတိုင်းဗိတ်ထဝဲလမ်းပိုင်းတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ၍ပြည်သူများသွားလာခြင်းလုံးဝမပြုလုပ်ရန်အသိပေးလိုကြောင်းသိရပါဗျ။မတ်လ16ရက်နေ့အထိမိတ်ထဝဲလမ်းပိုင်းရှိတရချောင်းမြို့နယ်ဘက်နဲ့ပလောင်မြို့ဘက်တို့တွင်အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြပြီးစစ်တပ်ကလမ်းပိုင်းအတွင်းသွားလာနေတဲ့ကားများကိုလည်းလက်နက်ငယ်များဖြင့်လိုက်လံပစ်ခတ်မှုများရှိနေကြောင်းသိရပါဗျ။အဆိုပါဗိတ်ထဝဲလမ်းပိုင်းကိုတော်လှန်ရေးတပ်ဖွဲ့များကစစ်တပ်ရဲ့ဝင်းဝစခန်းသိမ်းတိုက်ပွဲစတင်ဖော်ဆောင်ခဲ့တဲ့ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍တိုက်ပွဲများကြောင့်လမ်းပိုင်းပိတ်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍လက်ရှိချိန်ထိစစ်တပ်ကလေရင်ဖြင့်ကြေးရွာများကိုဇက်တိုက်ပုံကျဲတိုက်ခိုက်နေကြောင်းသိရပါဗျ။မတ်လ15ရက်နေ့ကလည်းစစ်တပ်ကဝင်းဝစခန်းအနီးနဲ့မင်းတပ်ရွာကိုဝိုင်တွဲလေရင်ဖြင့်အကြိမ်90ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းမတ်လ16ရက်နေ့တွင်စစ်တပ်ရဲ့ဝိုင်တွဲလေရင်ကတရချောင်းမြို့နယ်အတွင်းဇက်တိုက်ပြန်ဝဲနေစေဖြစ်ကြောင်းသိရပါဗျ။ဒါ့အပြင်ပူလောမြို့နယ်ရှိတောင်ရကန်းကျေးရွာအတွင်းတပ်ဆွဲထားတဲ့စစ်တပ်စခန်းကိုလည်းတော်လှန်ရေးတပ်ဖွဲ့များကမတ်လ14ရက်နေ့တွင်အပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတိုက်ပွဲအတွင်းစစ်တပ်ဘက်မှစစ်သား6ဦးသေဆုံးကလက်နက်5လက်ကိုသိမ်းဆည်းရရှိခဲ့ကြောင်းထပ်မံသိရပါရရှင်။လာမယ့်ကာလတွေမှာတော်လှန်ရေးပုံစံနဲ့ကိုက်ညီတဲ့လွှတ်တော်ဖြစ်အောင်ပုံဖော်ကြဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလာရှိလာကတိုက်တွန်းပြောကြားလိုက်ပါတယ်။မတ်လ15ရက်နေ့ကပြုလုပ်ခဲ့တဲ့ပြည်ထောင်စုလွှတ်တော်နဝမအကြိမ်စည်းဝေးကိုမနက်10:00 နာရီမှာပြုလုပ်ခဲ့ရာယာယီသမ္မတဒူဝါလာရှိလာတက်ရောက်ပြီးတော့အခုလိုတိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။လက်ရှိအချိန်မှာ Federal Democracy ဦးဆောင်ကောင်စီပုံစံလိုမျိုးဖြစ်မြောက်အကောင့်ထဲပေါ်လာရေးအတွက်အားသွန်ကြိုးပမ်းရမယ်ဆိုတာနဲ့ဒီစုဖွဲ့မှုဖြစ်မြောက်လာဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့အတူအချိန်အများကြီးရင်းနှီးမြှုပ်နှံခဲ့ရတယ်လို့ယာယီသမ္မတကပြောပါတယ်။ပြည်ထောင်စုလွှတ်တော်အနေနဲ့အနာဂတ် Federal Democracy နိုင်ငံတော်သစ်တည်ဆောက်ရေးမှာနောက်ထပ်ခြေလှမ်းသစ်ဖြစ်လာမယ် Federal Democracy ဦးဆောင်ကောင်စီလိုမျိုးဖြစ်မြောက်လာဖို့အတွက်အားလုံးဝိုင်းဝန်းပြီးလက်တွဲတည်ဆောက်သွားနိုင်ရန်ပံ့ပိုးကူညီဖို့အတွက်လည်းယာယီသမ္မတကမြစ်တာရက်ခံပြောကြားခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကအတူအရာလွှတ်တော်ကိုဖန်တီးနေပြီးတော့နိုင်ငံတကာအသိမှတ်ပြုမှုကိုရယူဖို့လှုံ့ဆော်နေတာကိုတမန်ရိုးကျဖြစ်စေရလို့မယူဆပဲလေးလေးနက်နက်တွေးဆပြီးတံပြန်တုတ်ပြန်နိုင်ဖို့အတွက်အထူးလိုအပ်တယ်ဆိုပြီးတော့လည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ယာယီသမ္မတကထည့်သွင်းပြောကြားသွားခဲ့ပါတယ်ရှင်။ဓနုလူမျိုးစုတရက်လုံးရဲ့ရည်မှန်းချက်ဖြစ်တဲ့အမျိုးသားဓာတ်တူညီမျှရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးကိုဖော်ဆောင်နိုင်ရန်နိုင်ငံရေးဦးဆောင်မှုရန်နေရာဖြစ်တဲ့ဓနုအမျိုးသား Federal Council DNFC ကိုဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။ DNFC ကိုကဏ္ဍစုံကိုစားပြုမှုနဲ့အတူကောင်စီဝင်17ဦးဖြင့်ဇန်နဝါရီလ31ရက်နေ့တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ DNFC ကထုတ်ပြန်ကြေညာထားပါတယ်။ DNFC သည်စစ်အာဏာရှင်စနစ်အပါအဝင်အာဏာရှင်စနစ်အမျိုးမျိုးကိုနီလန်ပေါင်းစုံဖြင့်တော်လှန်သွားမည်ဖြစ်ပြီးတော်လှန်ရေးအင်အားစုများမဟာမိတ်အဖွဲ့အစည်းများအခြားသောလူမျိုးစုများနဲ့လက်တွဲ၍အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးအတွက်တက်ကြွစွာပူးပေါင်းဆောင်ရွက်မယ်လို့လည်းသိရပါဗျ။ဒါအပြင်ဒေသတွင်းလူမျိုးစုများငြိမ်းချမ်းစွာအတူတကွရှင်တွဲနေထိုင်ရေးရေရှည်တည်တံ့သောငြိမ်းချမ်းရေးအမျိုးသားတန်းတူညီမျှရေးလူ့အခွင့်အရေးနဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုရှေ့ရှုတဲ့မူဝါဒများကိုချမှတ်အကောင့်ထဲပေါ်မယ်လို့လည်းကောင်စီဦးတည်ချက်တွေဖော်ပြထားပါတယ်။ DNFC ဟာဓနုလူထုတရက်လုံးကိုနိုင်ငံရေးအရကိုစားပြုတဲ့စုပေါင်းခေါင်းဆောင်မှုရန်နေရာတစ်ခုဖြစ်သည့်အားလျော်စွာအကြောင်းမျိုးမျိုးကြောင့်ယခုအဆင့်တွေမပါဝင်နိုင်သေးတဲ့ဓနုအင်အားစုများအဖွဲ့အစည်းများနဲ့ပညာရှင်များအားလုံးကိုလည်းဓနုအမျိုးသားရေးဆိုင်ရာရည်မှန်းချက်များဖော်ဆောင်ရာတွင်အတူတကွပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန်ဖိတ်ခေါ်ထားကြောင်းထပ်မံသိရပါရရှင်။
နွေဦးတော်လှန်ရေးရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့ဆီယနာရှင်စနစ်ချုပ်ငြိမ်းပြီး Federal Democracy နိုင်ငံထူထောင်ဖို့အတွက်ဒီဇိုင်းမမတ်ဦးတီကတတန်နဲ့ထွက်အောင်ဆောင်ရွက်ပေးကြဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကအကြံပြုပြောကြားထားပါတယ်။ဒါအပြင်တော်လှန်ရေးတစုံလုံးကိုဦးစီးဦးဆောင်ပြုမဲ့ရန်နေရာတစ်ခုအမြန်ဆုံးပေါ်ပေါက်ရေးကိုဦးတီဆောင်ရွက်ပေးဖို့အတွက်လည်းအကြံပြုပြောကြားထားပါတယ်။နွေဦးတော်လှန်ရေးရဲ့ပြည်တွင်းရှေ့တန်းမျက်နှာစာမြို့ပေါ်အပါအဝင်နောက်တန်းမျက်နှာစာပြည်ပနိုင်ငံအသီးသီးမှာမလျော့သောစိတ်နဲ့တက်ကြွစွာပါဝင်ဆောင်ရွက်ပေးနေကြတဲ့တဦးချင်းတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ဂုဏ်ယူကြောင်းနဲ့ရှေ့ဆက်ပြီးမဆုံးမနစ်နဲ့တော်လှန်ရေးအောင်မြင်တဲ့အထိစီလုံးညီညွတ်စွာဆက်လက်ပါဝင်ပေးကြဖို့အတွက်ကိုလည်းတန်အမတ်ကြီးကမြစ်တာရက်ခံပြောကြားခဲ့ပါတယ်ရှင်။ရခိုင်ပြည်နယ်စစ်တွေမြို့မှာဒုက္ခသည်ကိစ္စရေးစခန်း3ခုကလူငယ်အများပြားအပါအဝင်35ယောက်ကိုစစ်ကောင်စီတပ်နဲ့ ALP ကဖမ်းဆီးထားတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ညကဖောတူဘမွတ်စလင်ဒုက္ခသည်စခန်း1နဲ့2ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်90ခန့်လာရောက်ပြီးလူငယ်21ယောက်ကိုအတင်းအဓမ္မပြည်သူစစ်တပ်နဲ့တပ်ဖို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီးဖမ်းဆီးခံလိုက်ရတဲ့လူငယ်21ယောက်ကိုစစ်ကောင်စီကဓာတ်ကဆရုံးကိုတိုက်ရိုက်ပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။အလားတူမတ်လ9ရက်နေ့ကလည်းအကွက်နဲ့ဟိန္ဒူကယ်ဆယ်ရေးစခန်းကလူငယ်10ယောက်ကို ALP ပူးပေါင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလာရောက်ပြီး ALP ရုံးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပြီးစစ်ကောင်စီနဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့ဟာမတ်လ9ရက်နေ့ကစပြီးမတ်လ15ရက်နေ့အထိစစ်တွေမြို့ပတ်ဝန်းကျင်ကဒေသခံမွတ်စလင်25ယောက်နဲ့ဟိန္ဒူ10ယောက်စုစုပေါင်း35ယောက်ကိုစက်တိုက်ဖမ်းဆီးထားပြီးဖမ်းဆီးခံရသူတွေကိုအတင်းအဓမ္မစစ်တပ်နဲ့တက်ခိုင်းထားတယ်လို့လည်းထပ်မံသိရပါတယ်ရှင်။ဟုတ်ကဲ့ပါဒီကနေ့တက်ဆက်ပေးသွားတဲ့သတင်းတွေကတော့နိုင်ငံတကာသတင်းနဲ့ပြည်တွင်းသတင်းတွေကမှထူးခြားဖြစ်စဉ်များကိုကောက်နှုတ်တက်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဒီစီဇန်လေးကိုနေ့စဉ်တက်ဆက်ပေးနိုင်ရကြိုးစားသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြဖို့ကိုလည်းမေတ္တာရက်ခံပါတယ်ရှင်ကြည့်ရှုနားထောင်ပေးကြတဲ့တော်လန်ပြည်သူများဘေးကင်းလုံခြုံပြီးကောင်းမွန်သောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ဒါနာဆုံးပြရမယ်ဒီနေ့အတရားညတာလုံးလက်ချင်းမတွေ့အားလုံးရဲ့မြေ